ဒီလူဟာထီစနစ်ရဲ့ဟာကွက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာကြောင့်သူ့ရဲ့စုဆောင်းထားသမျှပတ်စံအားလုံးကိုသုံးပြီးထီလက်မှတ်အဆောင်ရေ30သူညကိုတပြိုင်နက်တည်းဝယ်ယူခဲ့ပါတယ်ထီရောင်းစာရေးကတော့သူ့ကိုအယူတယောက်နဲ့တိုးပြီးလို့တောင်ထင်မှတ်ခဲ့တာပါဒါပေမဲ့ထီဖွင့်တဲ့နေ့မှာတော့ဂျက်ကရလက်တွေကိုတွက်ချက်ကြည့်တဲ့အခါဒေါ်လာ40သူညအနိုင်ရရှိခဲ့ပါတယ်သူဟာအဲ့ဒီပတ်စံတွေကိုသူ့ရဲ့ခြေအိတ်ထဲမှာတိတ်တဆိတ်ဝယ်ယူပြီးအိမ်ပြန်လာခဲ့ပေမဲ့သူ့ရဲ့ထူးဆန်းတဲ့အမှုအကျင့်ကိုဇနီးတယ်ကတတိထားမိသွားပါတယ်နောက်ဆုံးမှာတော့ဂျက်ဟာထီလက်မှတ်တွေဝယ်ခဲ့တဲ့အကြောင်းကိုဝန်ခံလိုက်ရပါတယ်အန်အောဖို့ကောင်းတာကသူ့ဇနီးကသူ့ကိုမဆူတဲ့အပြင်ဒီအကြောင်းကိုသူမကိုစောစောစီးစီးမပြောခဲ့လို့တောင်အပြစ်တင်ပါသေးတယ်ဇနီးတယ်ရဲ့ထောက်ခံမှုနဲ့တူဂျက်ဟာအကုန်စင်ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးကံကောင်းမှုကိုရရှိပြီးတဲ့နောက်မှာတော့သူဟာကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်ပါတယ်သူဟာမြို့ငယ်လေးကလူတွေကိုစူးစီးပြီးထီလက်မှတ်တွေအတူတူဝယ်ဖို့စီးရုံးခဲ့ရမှာအကြိမ်တိုင်းအမျက်ဆုံးတွေအများကြီးရရှိခဲ့ပါတယ်ထီဆိုင်မန်နေဂျာတောင်ဂျက်ရဲ့စီးရုံးမှုနောက်ပါလာခဲ့တာပေါ့6လမပြည့်ခင်မှာတင်တမျိုးလုံးဟာတိတိတတ်တာပြောင်းလဲသွားပြီးလူတွေဟာစိန်ခံကားတွေဝယ်ကြသလိုအိမ်သစ်ကြီးတွေလည်းစောင့်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုပေါ်ပေါက်လာပါတယ်လူငယ်2ယောက်ကဂျက်စီကိုရုတ်တရက်ရောက်လာတာပါတကယ်တော့သူတို့ဟာဟာဘတ်တက္ကသိုလ်ကကျောင်းသားတွေဖြစ်နေပါတယ်သူတို့လည်းထီစနစ်ရဲ့အားနည်းချက်ကိုမကြခင်ကမှရှာတွေ့ထားကြတာပါဒါပေမဲ့သူတို့ကထီကိုချက်ချင်းမဝယ်ကြပါဘူးအဲ့ဒီအစားသူတို့ရဲ့အစီအစဉ်ကိုတခြားကျောင်းနေဖက်တွေနဲ့မျှဝေခဲ့ပါတယ်Dave ကသူ့တငယ်ချင်းတွေရဲ့ပတ်စံကိုသုံးပြီးထီဝယ်ခိုင်းပေမဲ့သူကိုယ်တိုင်ကတော့တပြားမှမဆိုင်ပဲအမျက်ရဲ့80%ကိုယူပါတယ်မကြခင်မှာပဲ Dave ဟာသူတို့ထက်ပတ်စံပိုရှာနိုင်တဲ့အဖွဲ့တစ်ဖွဲ့ရှိနေတာကိုသိသွားပါတယ်အဲ့ဒီအဖွဲ့ကတက်ကြီးရွယ်ဦးဇနီးမောင်နှံဖြစ်နေလိမ့်မယ်လို့သူတို့လုံးဝမထင်ထားခဲ့ပါဘူးDave ကဂျက်ကိုသူ့အဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်ပေမဲ့ဂျက်ကတော့ချက်ချင်းပဲညှင်းဆိုလိုက်ပါတယ်Dave ကတော့ဒီလိုတက်ကြီးရွယ်ဦးတယောက်ဟာဂုံတူးဆောင်ကျောင်းသားဖြစ်တဲ့သူ့ထက်ပိုပြီးညံမကောင်းနိုင်ဘူးလို့ထင်ပြီးပြုံးနေခဲ့ပေမဲ့ဂျက်ကသူ့ကိုတင်ငန်းစာပြန်ပေးလိမ့်မယ်လို့မမျှော်လင့်ထားခဲ့ပါဘူးDave ဟာအရန်ဒေါသထွက်သွားပြီးဂျက်ပတ်စံမရအောင်hacking နည်းပညာတွေသုံးပြီးနှောက်ယှက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲထီကုမ္ပဏီကအဲ့ဒီအားနည်းချက်ကိုသိသွားပြီးအဲ့ဒီထီအမျိုးအစားကိုဖျက်သိမ်းလိုက်ပါတော့တယ်Dave လည်းထီစနစ်ကို hack လုပ်မှုနဲ့ဖမ်းဆီးခံလိုက်ရပါတယ်ဒီဇလန်ကတကယ်ဖြစ်ရမှန်ကိုအခြေခံထားတာဖြစ်ပါတယ်ထူးခြားတဲ့တင်ချပါရမီရှိတဲ့ဂျက်ဟာအချိန်တိုအတွင်းမှာဒေါ်လာ28တန်းအထိရှာဖွေနိုင်ခဲ့ပြီးသူကိုယ်တိုင်ချမ်းသာရုံတင်မကပဲမြို့ငယ်လေးကလူတွေကိုပါပျော်ရွှင်မှုတွေယူဆောင်ပေးနိုင်ခဲ့ပါတော့တယ်